သားလေးသားတို့သမီးတို့ပေါ့နော်အခုလိုလာရောက်ကြောတာကိုဒီချီကဝမ်းသာတယ်ဘာဖြစ်လို့လဲဆိုတော့ဒီချေတို့တွေအိုလို့သားလေးတို့သမီးလေးတို့ပြစ်ထားမလားလို့ထင်တာဘယ်ပြစ်ထားမလဲအမှန်တည်းကြောင်းသူကြောင်းသားတွေကအင်မတန်အလိုက်သိပြီးတော့ဟိုဘက်ဆောင်ကနေပြီးတော့တာဝန်သိလို့အင်မတန်ဝမ်းနေရတယ်ဝမ်းနေတယ်ဝမ်းသာတယ်နော်နေမကောင်းတော့ကလည်းဒီချက်ဟိုဒေါ်ရေးမောတေချာကုပေးပါလေအဲ့တော့ဒီချက်ဝမ်းလဲသားဝမ်းသာတယ်ဝမ်းနေတယ်သားလေးတို့သမီးတို့ကြမ်းချမ်းသာနဲ့မကောင်းတော့ဘေးမကောင်းတော့ရမကောင်းတော့အန်ဒီအများကင်းပြောက်ပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ဘဝခီးလန်းတစ်လျှောက်ကိုရှောင်လိုက်နိုင်ပါစေလောကီလောကုတ္တရာပညာလင်းအောင်များလဲရပါစေဝမ်းသာပါတယ်ဒီချာလဲဝမ်းသာပါတယ်သားလေးတို့အခုလိုတွေ့ရတာကိုတော့တနေ့နဲ့တနေ့ပေါ့ကျမ်းမာရေးဂရုစိုက်ပြီးသားတို့သမီးတို့နဲ့တွေ့ဖို့ကမျှော်လင့်ပါတယ်လို့90လောက်မှရောက်ပြီးတော့ဟိုတည်းကကိုသွားတာက2008ခုနှစ်မှာဟိုတည်း promotion နဲ့သွားလိုက်တာ promotion နဲ့ပေါ့ဖြူကနေပြီးတော့မှကရင်ပြည်နယ်ပေါ့ဟောကိုရမ်းမှာငကိုတော့ကဘာတည်လဲဆိုတော့မြန်မာစာတင်တယ်ကြော်လွှားနိုင်ကြပါစေအောင်မြင်မှုတရဖူရရှိပါစေဘဝဆက်တိုင်းမှာလည်းပဲပညာတတ်တဲ့နော်ဟိုရှင်သာရိပုတ္တရာလိုပညာရှိပုဂ္ဂိုလ်များဖြစ်ပြီးတော့သားတို့သမီးတို့ကဟိုချမ်းမာချမ်းသာတာနဲ့ပညာကိုဆုံးခန်းထိအောင်သင်ယူတတ်မြောက်တော့နော်ပုဂ္ဂိုလ်များတွေဖြစ်ကြပါစေ